မင်္ဂလာပါဟယ်လိုအားလုံးzusammenဒီနေ့ကျွန်မဂျာမန်နေ့စဉ်သုံးစကားပြော Alltagssprache မှာအလွန်အသုံးများတဲ့ los ဆိုတဲ့စကားလုံးရဲ့အသုံးဝင်ပုံအသုံးပြုပုံအချို့ကျွန်မသိသလောက်မျှဝေပေးသွားပါမယ်ရှင် los ကိုစတော့လေစတင်ပြီးလို့အလွယ်ဘာသာပြန်လို့ရပြီမဲ့လေဒီ Bedeutung von los kann je nach Kontext ganz anders seinကျမတို့ဆိုလိုချင်တဲ့အခြေအနေပတ်ဝန်းကျင်ကိုလိုက်ပြီးအတိတ်ပဲအမျိုးမျိုးလဲကွဲခြားသွားနိုင်ပါတယ် los ကိုတခါတလေ adverb အနေနဲ့သုံးထားတာကိုလည်းတွေ့နိုင်ပါတယ်ဥပမာဂျာမန်စာစတင်လေ့လာသင်ကြားနေသူအများစုမိညမ်းလေးရှိတဲ့ Schritte 1 International Lektion 1 Guten Tag mein Name ist ဆိုတဲ့ episode မှာလီလီဆိုတဲ့ကလေးမလေးကသူ့ဖို့ကိုပြောတာလေးကိုမှတ်မိနေမှာပါနာလူးအိုပါနာကဲအခုပဲလူးစတော့လေအိုပါအဖိုးရေဖိုးရေခုပဲစတော့လေလို့အတိတ်ပဲရပါတယ်တခါတလေမှာအခမ်းအနားတွေစတင်ပြီဆိုရင်လူးကိုဒီလိုပြောလို့ရှိတာကိုလည်းတွေ့ရပါတယ် yes geht's los သူတို့ဘလို့ပြောလဲဆိုတာကိုကျွန်မသုံးပြမယ်နော် meine Damen und Herren yes geht's los bitte genießen Sie die Musikဂုဏ်ဒီရှိလူကြီးမိဘများရှင်အခုပဲတေဂီတာဖျော်ဖြေပွဲစတင်ပါပြီခန်းစားနားဆင်ကြကြပါရှင်လို့အဓိပ္ပာယ်ရပါတယ်တခုခုကိုတိုက်တွန်းလို့ဆိုတဲ့အခါအားမလို့အားမရဖြစ်တဲ့အခါတစုံတစ်ယောက်ကိုအလင်းစလို့အလုပ်တစ်ခုကိုလုပ်စေခြင်းတဲ့အခါတွေမှာဆိုရင် los ဆိုပြီးတော့နှစ်ခါထပ်ပြီးတော့သုံးတာကိုလေတွေ့ရပါတယ်ဆိုလိုချင်တာကတော့စတော့လေစတော့လုပ်ပါတော့လေလုပ်တော့လို့အဓိပ္ပာယ်ရပါတယ် Beispiele los sonst haben wir Verspätung စတော့လေစပါတော့အလုံးမမဟုတ်ဘူးဆိုရင်တော့ငါတို့နောက်ကြတော့မယ် los sonst werden die anderen fertig လောက်ပါဟဲ့လောက်ပါအလုံးမမဟုတ်ဘူးဆိုရင်တော့တစ်ဖက်ကတော့မြင်ပြီးတော့မှာပဲ los ကိုနာမဝိသေသနအနေနဲ့လည်းအသုံးပြုထားတာတွေကိုလည်းတွေ့မြင်နိုင်ပါတယ်ဆိုလိုချင်တာကတော့ပြုတ်နေတော့လွတ်နေတော့ခြောင်နေတော့ပြောင်းနေတော့လို့အဓိပ္ပာယ်ရပါတယ်ဥပမာအနေနဲ့ဆိုရင် pass off တတိထားနော် der Knopf ist los ခလုတ်ကလေးကတော့ပြတ်နေတယ် hey der Knopf ist los မင်းရဲ့ကျဲသီးလေးပြုတ်နေတယ် der Knopf ကိုအဓိပ္ပာယ်နှမျိုးရပါတယ်အဝိစားတွေနဲ့ဆက်ဆက်နေတယ်ဆိုရင်တော့ကျဲသီးလို့အဓိပ္ပာယ်ကောက်လို့ရပြီးတော့စက်ပစ္စည်းတွေပေါ်မှာဆိုရင်တော့ခလုတ်လို့အဓိပ္ပာယ်ရပါတယ်အိမ်တွေမှာဆိုရင်မိသားစုတွေထဲမှာဆိုရင်လည်းအခုလိုပြောလို့ရပါတယ်Mama, ein Knopf an meine Hose ist los. အမေတားပေါင်းမိရကျဲသီးတစ်လုံးတော့ပြုတ်နေတယ်။ကိုယ့်ရဲ့ပစ္စည်းတွေပျောက်သွားပြီဆိုရင်သူ့ကိုဇိုင်းနဲ့တွဲသုံးပါတယ်။ Ich bin meine Brille los. ငါရဲ့မျက်မှန်ပျောက်သွားပြီ။ My handy bin ich wo los. ငါရဲ့လက်ကင်ဖုန်းတော့ပျောက်သွားပြီ။တလိမ့်ဆန်လေးတွေချီနှောင်ထားတဲ့နေရာနဲ့လွတ်မြောက်သွားရင်လေ los ကိုသုံးပါတယ်။ Der Hund ist los ခွေးလေးလွတ်သွားပြီ Der Papagei ist los ကျက်တူရွေးလေးချီထားတဲ့နေရာကနေလွတ်သွားပြီအဲ့ဒါကိုပဲ idiom တစ်ခုအနေနဲ့သုံးတယ်ဆိုတာကိုကျမအင်းလင်းညွန်ဘွားကဧည့်သည်တချို့စီကနေပြီးတော့သိခဲ့ရပါတယ်အဓိကအားဖြင့်ဂျာမနီနိုင်ငံရဲ့ကျေးလက်ဒေသတွေနဲ့တက်ကြီးပိုင်းတွေမှာဆိုရင်တော့ Der Papagei ist los ကိုအရင်စုညံနေတယ်လို့အတိတ်ပဲအနေနဲ့သုံးပါတယ်ဥပမာအခန်းထဲမှာကလေးတွေစုညံနေတယ်ဆိုရင် Yes is aber der Papagei los ကျက်တူရွေးတွေလွတ်နေတာကြာနေတာပဲစုညံနေတာပဲ Seid bitte leise တိုးလေးနေပေးပါလားမြန်မာအနေနဲ့မြန်မာဘာသာအနေနဲ့နားလည်အောင်ဘာသာပြန်မယ်ဆိုရင်တော့လက်ပံပင်မှာဇရက်တွေကြာနေတယ်လို့ပဲစုညံနေတာပဲနင်တို့တိတ်လေးနေပေးပါလားလို့အဓိပ္ပာယ်ရပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာကျတော့ဒီစကားကိုသိပ်ပြီးတော့သုံးလို့မရှိကြတော့ပါဘူးသူ့တဲ့လွယ်ကူရိုးရှင်းပြီးတော့ဓာတ်ရိုက်ကြမဲ့စကားမျိုးနဲ့သုံးထားပါတယ်ဥပမာ es ist total laut hier ဒီမှာတော့စုညံနေတာပဲ es ist was los ဒီမှာဘာဖြစ်နေကြတာလဲစုနေတာပဲဆိုတဲ့လွယ်ကူရိုးရှင်းတဲ့စကားလေးတွေနဲ့ပြောဆိုကြတာကိုကြားရပါတယ်ယောဂဝေဒနာတွေတတ်တာပြောက်ကင်းသွားပြီဆိုရင်လေ los ကိုလွယ်ကူရိုးရှင်းစွာအသုံးပြုနိုင်ပါတယ် Ich bin endlich meine Husten los နောက်ဆုံးတော့ငါချောင်းဆိုးယောဂပြောက်သွားပြီ Sie ist ihre Krankheit jetzt los သူမဖျားနာတာတွေပျောက်သွားပြီသူမတတ်တာသွားပြီ
lose ကို predicative ကရိယာနာမဝိသေသနာဖြစ်စွပစ္စည်းဖြစ်လေအသုံးပြုကြတယ်အဲ့လိုအချိန်မျိုးမှာဆိုရင်မဲ့နေတော့မရှိတော့လို့အဓိပ္ပာယ်ရတယ် Das Kind ist vaterlos ဒီကလေးကအဖေမဲ့နေတယ်ဒီကလေးမှာအဖေမရှိဘူး Ich bin hoffnungslos ငါမျှော်လင့်ချက်မဲ့နေတယ် Er ist arbeitslos သူကအလုပ်လက်မဲ့ဖြစ်နေတယ်သူအလုပ်မရှိဘူးစီကားနေတယ်ပြည့်ညတ်နေတယ်လူတွေများနေတယ်ဆိုရင်လေ los ကိုသုံးပါတယ် Es ist immer viel los ဒီနေရာတော့အမြဲတမ်းစီကားနေတာပဲ Auf dem Markt ist heute viel los ဒီနေ့ဈေးကတော့စီလိုက်တာ Gestern war am Bahnhof sehr viel los မနေ့ကဘူတာယုံမှာလူတွေများလိုက်တာဈေးရုံစီကန်းနေမှာဆိုရင်လည်းကြားရတဲ့စကားလေးတစ်ခုရှိပါတယ် Was passiert ဆိုတဲ့နေရာမှာ Was ist los ဘာဖြစ်ကြလဲလို့မေးတာကိုကြားရမှာပါ Was ist los Ich habe Husten ငါချောင်းဆိုးနေတယ် Ich habe Durchfall ငါဝမ်းသွားနေတယ်အဲ့လိုမျိုးပြန်ပြလို့ရပါတယ်ကိုနဲ့ရင်းနှီးနေတဲ့မိတ်ဆွေငယ်ချင်းတယောက်ယောက်ကိုဘလို့အခြေအနေရှိတယ်လဲဘာဖြစ်နေတာလဲလို့မေးချင်ရင်လည်းသုံးပါတယ် Was ist los mit dir မင်းဘာဖြစ်နေတာလဲ Du siehst traurig aus နေဝမ်းနဲ့နေပုံပေါ်တယ်နော်မင်းဘာဖြစ်နေတာလဲအခြေအနေတစ်ခုဖြစ်ရတစ်ခုကိုမကြည့်နဲ့တဲ့အခါစိတ်တိုင်းမကြတဲ့အခါလေးမှာဆိုရင်လည်း Was ist hier los ဒီမှာဘာဖြစ်နေတာလဲဘာလို့စုနေတာလဲ los ကို verb အနေနဲ့သုံးမယ်ဆိုရင်တော့များသောအားဖြင့် prefix ရှေ့ဆက်စကားပုံစံမျိုးနဲ့အများဆုံးတွေ့ရပါတယ်အခြေအနေတစ်ခုကနေပြီးတော့လွတ်မြောက်သွားတယ်တစ်ခုကနေပြီးတော့စတင်သွားတယ်လို့အဓိပ္ပာယ်ရပါတယ် los fahren yes fahren wir los ငါတို့အခုပဲစထွက်ကြရအောင် los lassen lass mich los ငါကိုလှုပ်ပေးပါတော့ငါအေးချမ်းချမ်းလေးပဲနေပြရစီတော့လို့အဓိပ္ပာယ်ရပါတယ်ဒါဆိုရင် los ဆိုတဲ့စကားလုံးလေးရဲ့အသုံးနှုန်းကိုကျွန်မသိသလောက်မျှဝေပေးလိုက်ပါတယ်လေ့လာသင်ကြားမှုတွေအဆင်ပြေချောမွေ့ကြပါစေလို့ Eva Grow Language and Vocational Class မှာဆုတောင်းပေးလိုက်ပါတယ်